ဘယ်တယောက်တထေးလဲပုံလေးကိုတေချာလေးကြည့်ပြီးတော့အဖြေမှန်လေးကို comment မှာရေးခတ်ပေးပါနော်ဘယ်တယောက်ကတထေးလဲဆိုပြီးမေကွန်းနံပါတ်နဲ့ဒီပုံထဲမှာ S ကနန်းကိုတွေးအောင်ရှာရမှာဖြစ်ပါတယ်နော်တကယ်ကျွန်တော်မေကွန်းနှစ်ခုလုံးမှန်တယ်ဆို like လောက်ခဲ့ပေးပါမေကွန်းနံပါတ်3 share cloud တော့ဝင်ပြီးတော့ more option ကိုနှိပ်ကြည့်မယ်ဆိုရင်ဘယ် application ပထမဆုံးတွေ့မြင်နိုင်ရပါလဲကျွန်တော်အထင်မှာတော့ calendar app လို့ပဲထင်ပါတယ်တကယ်ကျွန်တော် follow လုပ်လိုက်တော့ဆိုရင်ကျွန်တော်ပုံမှာကမှာဖြစ်ပါနော်မေကွန်းနံပါတ်4 comment cloud ကိုနှိပ်ထားပြီးတော့ကိုကြိုက်တဲ့ emoji တစ်ခုခုပို့ခဲ့ပေးပါတကယ်ကျွန်တော်ဒါလေးပို့လိုက်တယ်လို့ကျွန်တော်ထင်ပါတယ်နောက်ဆုံးမေကွန်းဒီပုံထဲမှာဘာကနန်းနဲ့ရေးထားလဲဆိုတော့ကြည့်ပြီးတော့ပြင်မှန်လေးကို comment မှာရေးခဲ့ပေးပါပထမဆုံးမေကွန်းရဲ့အဖြေကတော့တထေးက B ပဲဖြစ်ပါတယ်နော်တကယ်ကျွန်တော်ဘယ်လိုထင်လဲ